20 35ပဲအဲ့ခဏက PC ဆိုဘလောက်ကုန်မလဲရွှေကုတ်ကိုပါပဲနော်ကိုဖះเจ้าဆောင်လေးလှုပ်ထားတာကိုသဘောကျလို့ပါတဲ့โอเคအခုလိုမေးပြတာကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကစိုးမောအောင်ပါကျွန်တော်ကလှုပ်တဲ့ဗီဒီယိုတိုလေးတွေတင်တဲ့ရှင်ကြရင်ဒီလိုမျိုးမေးခွန်းတွေအများကြီးမေးထားတာရှိရပေါ့နော်ဒါပေမဲ့ဒီမေးခွန်းလေးကိုယူပြီးတော့ကျွန်တော်ဖြေပေးပါမယ်ပေါ့နော်မေးပေးတဲ့မေးခွန်းချင်လည်းကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်အဆောက်တစ်လုံးဆောက်မယ်ဆိုရင်ကျွန်တော်ကပေလောက်ကိုတီးရုံနဲ့ခက်မှကုန်ကြစရိတ်ကိုတွက်ချက်လို့မရဘူးပေါ့နော်ခက်မှကုန်ကြစရိတ်ကိုတွက်တယ်ဆိုရင်အဲ့ဒါမှားနိုင်တယ်ပေါ့နော်သူကကိုကအများကြီးမှားနိုင်တယ်ပေါ့ဘာလို့ဆိုတော့ဆောက်မဲ့မြေအနေထားကိုတော့ကြည့်ရမယ်နောက်ပြီးလို့ရှိရင်အုတ်သေးကြောက်ဘီလက်မြေတန်ပင်တွေအဲ့ဒီမှာထည့်ရမဲ့PCR တွေရဲ့တန်ဖိုးတွေပေါ့နော်ဒီပစ္စည်းတွေကတနေရာနဲ့တနေရာနဲ့ကဈေးရမတူဘူးတစ်မျိုးနဲ့တစ်မျိုးနဲ့ကဈေးရမတူဘူးနောက်ပြီးတော့ labor ခတွေပေါ့နော်နောက်ပြီးလို့ရှိရင်အင်ရဲ့ design ပေါ့နော်အဲ့ဒါလည်းအရင်အရေးကြီးတယ်ပေါ့နော်အင်ရဲ့ design ကဘယ်လိုမျိုးလဲရိုးရိုးရှင်းရှင်းလေးလားမဟုတ်လို့ရှိရင်အရင်ကျော်လိုက်ဖောင်းလိုက်တွေရမ်းများတဲ့အင်လားပေါ့နော်ကျော်လိုက်ဖောင်းလိုက်တွေရမ်းများတဲ့အင်လေးဆိုရင်ကုန်ကြစိတ်များတယ်ပေါ့နော်အဲ့ဒါလေးတွေကိုအင်ရှင်နဲ့ကိုယ်နဲ့ကြားထဲမှာအများကြီးတိုင်ပြီးတော့ဆွေးနွေးရတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါတွေအကုန်လုံးတွက်ချက်ပြီးတော့မှဖြည့်ထွက်လာတဲ့ဟာတခုကိုကျွန်တော်ကဈေးကညှိရတယ်ပေါ့နော်အဲ့လိုမျိုးအတီးကြပြီဆိုမှဒီဟာတွေကအလုပ်ဖြစ်ပြီပေါ့ဗျာနော်တခါတလေကြားလို့ရှိရင်ကျွန်တော်ကဆောက်မဲ့အင်ပုံစံလေးအတူတူပဲနောက်ပြီးလို့ရှိရင်အင်ဒီဇိုင်းနဲ့ပစ္စည်းရတယ်အကုန်လုံးအတူတူပဲဒါပေမဲ့ဈေးကွာတွေဆိုတာလေးရှိသေးတယ်နော်မျိုးလေးတူတယ်ဆောက်မဲ့အင်ဒီဇိုင်းလေးအတူတယ်အမဲ့ဈေးကွာတယ်ဘာလို့လဲဆိုတော့တချို့နေရာတွေကကားအထွက်ဝင်နေတယ်တချို့နေရာတွေကတအားကြက်ကြက်ရဲခြံခွက်အလိုမရှိတဲ့နေရာတွေမှာပြုလုပ်သွားလုပ်ပေးရတယ်ပေါ့နော်တချို့နေရာတွေကလူလွတ်လပ်လုပ်လို့ရတယ်လူဝင်ကအများကြီးနဲ့လုပ်လို့ရတယ်တချို့နေရာတွေကလူဝင်ကနည်းနည်းလေးနဲ့နေရာချင်းချင်းလေးမှာသွားလုပ်ပေးရတယ်ဆိုရင်အဲ့ဒီမှာလည်းဈေးကကွာသေးတယ်လူနည်းနည်းလေးနဲ့လောက်ရတဲ့ဟာကြတော့ဈေးကပို့ပြီးတော့ဘယ်လိုလဲနည်းနည်းပါးပါးတင်ပြီးတော့တောင်းရတယ်ပေါ့နော်သူကအလုပ်လုပ်တဲ့ချိန်မှာလူလည်းမရှိတော့လောက်ကွက်မတွင်ဘူးလောက်ကွက်မတွင်တော့အရှုံးတွေပါတယ်ပေါ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးတွေလည်းရှိသေးတယ်ဗျအများကြီးပါပဲဒီကိစ္စတွေကโอเคအားလုံးနဲ့တခုခုသိသွားကြမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နေပေးတဲ့လူတွေကျေးဇူးအများကြီးတင်ပါတယ်